ရခိုင်ဘရင်မင်းပါကြီးခရစ်နှစ်1531 1553လက်ထက်တွင်ပေါ်တူဂီတို့နှင့်ထိတ်တိုက်တွေ့ဆုံမှုမှာရခိုင်သမိုင်းတွင်အရေးပါသောအခမ်းကဏ္ဍတစ်ခုဖြစ်သည်ပေါ်တူဂီရေတပ်ကိုအောင်နိုင်ခဲ့သည့်ဖြစ်စဉ်မှာရခိုင်ဘရင်၏ဗျူဟာကျသောစီမံခန့်ခွဲမှုရေကြောင်းစစ်ပညာနှင့်ပထဝီအနေအထားကိုကျွမ်းကျင်စွာအသုံးချနိုင်မှုတို့ကြောင့်ဖြစ်သည်မင်းပါကြီးပေါ်တူဂီတို့ကိုအောင်နိုင်ခဲ့သည့်အဓိကအကြောင်းရင်းများနှင့်လှုပ်ဆောင်ချက်များမှာအောက်ပါတိုင်းဖြစ်သည်ထိုအချိန်ကပေါ်တူဂီတို့သည်အရှေ့တိုင်းတွင်ကုန်သွယ်ရေးစခန်းများတည်ဆောက်ဖို့နှင့်ရေကြောင်းစိုးမိုးမှုရရှိဖို့ကြိုးပမ်းနေကြခြင်းဖြစ်သည်ရခိုင်ကမ်းရိုးတန်းဒေသရှိဘင်္ဂလားဒေ့ရှ်နှင့်ရခိုင်ဒေသများကိုပေါ်တူဂီတို့ကမျက်စိကျက၎င်းတို့၏ရေတပ်အင်အားဖြင့်ရခိုင်ပြည်သို့ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့ကြသည်မင်းပါကြီးသည်ပေါ်တူဂီတို့၏ရေကြောင်းအင်အားကိုကောင်းစွာသဘောပေါက်ထားသည်ထို့ကြောင့်ရေတပ်ကိုခင်မီအောင်ပြုပြင်ခြင်းရခိုင်တို့၏ရိုးရာလှေစစ်တပ်များကိုအဆင့်မြင့်တင်ပြီးပေါ်တူဂီတို့၏ရွေးလှေကြီးများကိုရင်ဆိုင်နိုင်ဖို့စီစဉ်ခဲ့သည်ပထဝီအနေအထားကိုအသုံးချခြင်းရခိုင်ကမ်းရိုးတန်းသည်ချောင်းမြောင်းများပေါ်များသည်ပေါ်တူဂီတို့၏ရေရင်ကြီးများသည်ပင်လယ်ပြင်တွင်စွမ်းဆောင်ရည်ကောင်းတော်လဲရေတိမ်သောချောင်းမြောင်းများအတွင်းသို့ဝင်ရောက်လာသည့်အခါရခိုင်တို့၏လှီမြန်သောလှေငယ်များ၏တိုက်ခိုက်မှုကိုခံခဲ့ရသည်ပေါ်တူဂီတို့သည်ရခိုင်ဘရင်၏အချုပ်အခြာအာဏာကိုစိန်ခေါ်ပြီးရခိုင်ရေပြင်အတွင်းသို့ကျူးကျော်ဝင်ရောက်လာသည်မင်းပါကြီးသည်၎င်းတို့အားရင်နေသောတောင်ထုံးသောနေရာများသို့ဆွဲခေါ်ခဲ့သည်ရခိုင်ရေတပ်သည်ချောင်းမြောင်းများအတွင်းတွင်ပုံအောင်နေပြီးပေါ်တူဂီတို့၏ရေရင်များလမ်းကြောင်းအမှားသို့ရောက်ရှိလာခြင်းတွင်ရုတ်တရက်ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်မိတိုက်လှီများအသုံးပြုခြင်းရခိုင်တို့၏လှီမြန်သောလှီငယ်များကမိတင်ထားသောလှီငယ်များကိုပေါ်တူဂီတို့၏ကြီးမားသောတင်းပေါ်များစီသို့အရိုက်ငုံဝင်တိုက်ထိုးခြင်းဖြင့်ပေါ်တူဂီတို့၏ရေရင်များကိုမိလောင်ကျွမ်းစေခဲ့သည်ဤအောင်ပွဲကြောင့်ပေါ်တူဂီတို့၏ရခိုင်ကမ်းရိုးတန်းအပေါ်စီမံချက်များပြတ်ပြားသွားခဲ့ရသည်မင်းပါကြီးရေရင်တို့ဥဆောင်မှုကြောင့်ရခိုင်ပြည်သည်အရှိတောင်အာရှတွင်ရေကြောင်းအင်အားတောင်းတင်းသောနိုင်ငံအဖြစ်ထင်ရှားလာခဲ့သည်နောက်ပိုင်းတွင်ပေါ်တူဂီတို့သည်ရခိုင်ပြည်နှင့်စစ်မတိုက်တော့ဘဲကုန်သွယ်ရေးကိုသာအဓိကထားလှုပ်ဆောင်ရန်သို့မဟုတ်ရခိုင်ပြည်၏လက်အောက်မှာစစ်မှုထမ်းရန်အထိဖြစ်လာခဲ့သည်မင်းပါကြီးသည်စစ်ရေးတွင်သာမကနိုင်ငံရေးတွင်တည်းကျွမ်းကျင်သူဖြစ်ပြီးပေါ်တူဂီစစ်သားများကိုအသုံးပြု၍၎င်း၏ရေတပ်အင်အားကိုပိုမိုခိုင်မာအောင်ပြန်လည်မွေးထုတ်ထားသူလည်းဖြစ်သည် Followers Look Champion စိတ်ဝင်စားစရာသမိုင်းအကြောင်းအရာများကိုဆက်လက်ကြည့်ရှုနိုင်ပြီကျေးဇူးတင်ပါတယ်